တင်ញံဆိုတာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တော့နှစ်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောပြီးနှစ်သက်ကိုစိတ်သက်လူသက်နဲ့ကူးပြောင်းကြတဲ့အလွန်မွန်မြတ်တဲ့အချင်းခါသမျှတစ်ခုပါပဲဒါပေမဲ့ဒီကနေ့ခေတ်မှာတော့တင်ကြံရဲ့အနှစ်သားတွေဟာပျော်ပါမှုတွေကြားထဲမှာပျောက်ဆုံးသလိုဖြစ်နေတတ်ပါတယ်တင်သိပါသလားတင်ကြံရဲ့အခါသမျှမှာတင်ပြုတ်မှုလိုက်တဲ့လက်ရတစ်ခုတင်တွေးလိုက်တဲ့အတွေးတစ်ခုဟာသင်ရဲ့လာမဲ့နှစ်သက်တစ်နှစ်တာလုံးမှာဘလို့ကံကြမ္မာမျိုးနဲ့ဂျုံတွေးဟာမလဲဆိုတာကိုအဆုံးအဖြတ်ဖေးသွားနိုင်ပါတယ်လူအများစုဟာရေပတ်ခံထွက်ဖို့တောက်စားပျော်ပါဖို့ပဲပြင်ဆင်နေကြချိန်မှာတင်ကတော့ဒီဗီဒီယိုလေးကိုကြည့်ရှုရင်းနဲ့တင်ဘွားအတွက်တကယ့်ကိုအဖိုးတန်တဲ့နှစ်သစ်ကူးပြောင်းမှုမျိုးချစ်အောင်ဘလို့ပြင်ဆင်ရမလဲဆိုတာကိုစဉ်းစားနေတာဟာတကယ့်ကိုချီးကျူးစရာကောင်းပါတယ်ကျွန်တော်တို့လူသားတွေဟာနေ့စဉ်နဲ့အမျှလောကဒဏ်ရဲ့ရိုက်ခတ်မှုတွေအောက်မှာပင်ပန်းနွမ်းနယ်နေကြရပါတယ်အလုတ်ခွင်းကဖီးဆီးမှုတွေလူမှုရေးကိစ္စတွေနှလုံးသားရေးရအစင်မပြေမှုတွေနဲ့ဘဝရဲ့ရုန်းကန်မှုတွေကြားထဲမှာကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ဟာဖုံဖုံတွေဆွဲကပ်နေတယ်လို့မျိုးညစ်ချေးနေတာပါတယ်။တင်ကြံရေးဟာခန္ဓာကိုယ်ပေါ်ကဖုံဖုံတွေကိုပဲဆေးကြောပေးနိုင်တာပါ။စိတ်ထဲမှာဆွဲကပ်နေတဲ့အာဃာတတွေနာကျင်မှုတွေနဲ့မောပန်းမှုတွေကိုတော့တတိတရားဆိုတဲ့ရေစင်တဲ့သာဆေးကြောနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်တင်ကြံမှာကျွန်တော်တို့ဘာတွေကိုစောင့်တင်တယ်လဲဘာတွေကိုရှောင်တင်တယ်လဲဆိုတာကိုဘုံပြရဲ့တရားဓမ္မတွေလူမှုတွေတာသဘောတရားတွေနဲ့ပေါင်းဆက်ပြီးတစ်ချက်ချင်းစဉ်းစားကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့တင်ကြံမှာရေးကြီးဆုံးဆောင်ရန်အချက်ကတော့ခွတ်လွတ်ခြင်းပဲဖြစ်ပါတယ်နေ့ဟောင်းမှာတင့်ကိုစိတ်နာအောင်လုပ်ခဲ့တဲ့သူတွေတင့်ဘုံမကောင်းကြံခဲ့တဲ့သူတွေဒါမှမဟုတ်တင့်ဘက်ကမှားယွင်းခဲ့တဲ့ဆက်ဆံရေးတွေအားလုံးကိုဒီတင်ကြံရေးနဲ့အတူမျှောချလိုက်ပါဗုဒ္ဓဘာသာမှာကမ္မဝတ်ဆိုတာရှိပါတယ်အာဂါရကိုလက်ကင်ထားခြင်းဟာပူလောင်နေတဲ့မီးခဲကိုတစ်ဖက်လူကိုပြပောက်ဖို့ကိုယ့်လက်ထဲမှာစုပ်ကင်ထားသလိုပါပဲတစ်ဖက်လူမလောင်ခင်ကိုယ်အရင်လောင်ရပါတယ်တင်ကြံတွင်မှာစိတ်ကိုကြည်ခဲ့အောင်ထားပြီးသူတို့လေသူတို့အသိဉာဏ်ရှိသလောက်လောက်ခဲ့ကြတာပဲငါဘဝအတွက်တော့ဒါဟာသင်ခန်းစာတစ်ခုပါပဲလို့တွေးပြီးခွင့်လွတ်ဖြစ်လိုက်ပါအဲ့ဒီလိုခွင့်လွတ်လိုက်တဲ့ခဏမှာပဲတင့်ရင်ထဲကအမိုက်တွေရော့ကျသွားပြီးနှစ်သစ်ကိုပေါ်ပါတဲ့ခြေလမ်းတွေနဲ့စတင်နိုင်ပါလိမ့်မယ်ဒုတိယအချက်အနေနဲ့မိဘနဲ့လူကြီးသူမတွေကိုပူဇော်ခြင်းကိုမမေ့ပါနဲ့လူငယ်တွေဟာတင်ကြံဆိုရင်တငယ်ချင်းတွေနဲ့အပြင်ထွက်ဖို့ပဲစိတ်ဆောနေတတ်ကြပါတယ်ဒါပေမဲ့တင့်ရဲ့ဘဝမှာအစစ်မှန်ဆုံးနဲ့အနှွေးထွေးဆုံးမေတ္တာရှင်တွေဟာအိမ်မှာရှိနေတဲ့မိဘတွေဆိုတာသတိရပါနှစ်ဟောင်းမှာမိဘအပေါ်အပြောဆိုမှားခဲ့တာတွေဝတ္တရအပြက်ကွက်ခဲ့တာတွေအတွက်ကြော့တောင်းပန်ပါသူတို့ရဲ့ခြေလက်တွေကိုဆေးကြောပေးတာမျိုးခေါင်းလျှော်ပေးတာမျိုးဟာတင့်ရဲ့ကံစရာကိုမြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးသောမင်္ဂလာတစ်ပါးပါပဲမိဘရဲ့မျက်နှာမှာကြည်နူးမှုအပြုံးတွေမြင်ရတဲ့အခါတင့်ရဲ့စိတ်ထဲမှာထိပေါ်လာမဲ့ပီတိဟာဘလောက်ပဲတောက်စားပျော်ပါလို့ရတဲ့ပျော်ရွှင်မှုမျိုးနဲ့မှနှိုင်းယှဉ်လို့မရပါဘူးဒါဟာတင့်ရဲ့လာမဲ့နှစ်သစ်အတွက်အင်အားအကောင်းဆုံး productive energy တစ်ခုဖြစ်လာပါလိမ့်မယ်နောက်ထပ်ဆောင်ရန်တစ်ခုကတော့ဒါနနဲ့သီလကိုအတက်နိုင်ဆုံးထိမ့်သိမ့်ဖို့ပါပဲတကြံတွင်းမှာစရုဒိတကျွေးတာပဲဖြစ်ဖြစ်တက်ကြီးရွယ်အိုတွေကိုပြုစုတာပဲဖြစ်ဖြစ်မိမိတက်နိုင်တဲ့လောက်ကုသိုလ်ယူပါဒါပေမဲ့အဲ့ဒီလိုလုပ်တဲ့နေရာမှာဟန်ပြမဟုတ်ပဲတကယ်စေတနာအစစ်နဲ့လုပ်ဖို့လိုပါတယ်သီလပိုင်းမှာလည်းအ ਨੇ ဆုံး၅ပါးသီလကိုလုံခြုံအောင်ကြိုးစားကြည့်ပါတကြံဆိုတာအရက်တောက်ရမယ့်ပွဲမူးရရမယ့်ပွဲလို့အယူဆမှားနေကြတာတွေရှိပါတယ်တကယ်တော့တကြံဟာစိတ်ကိုအေးချမ်းစေတဲ့ပွဲပါကိုယ့်ရဲ့သီလလုံခြုံနေတဲ့အခါစိတ်ထဲမှာကြောက်ရွံ့မှုကင်းပြီးကိုယုံကြည်မှု self confidence တွေတိုးပွားလာတတ်ပါတယ်ဒါဟာအောင်မြင်သူတိုင်းမှာရှိရမယ့်စိတ်သက်ခွန်အားပါပဲရှောင်ရံတွေဘက်ကိုကြည့်မယ်ဆိုရင်တော့အဓိကလွန်ကဲသောပျော်ပါမှုပါပဲပျော်တာဟာမမားပါဘူးဒါပေမဲ့အတိညာမဲ့စွာပျော်ပါခြင်းကတော့တင်းဘဝကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်အထူးသဖြင့်မူရစ်စေဝါနဲ့အရက်သေးစားတွေကိုရှောင်ခြင်းပါအပျော်လွန်ပြီးကိုထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အခါမလွတ်လားတဲ့ရံပွဲတွေမတော်တဆထိခိုက်မှုတွေဖြစ်တတ်ပါတယ်အဲ့ဒီလိုဖြစ်ရမျိုးဟာတင့်အတွက်တင်မကားပဲတင့်ကိုမျောနေတဲ့မိသားစုဝင်တွေအတွက်ပါငရဲကြတယ်လို့ခံစားရစေနိုင်ပါတယ်အသည့်တရားနဲ့ရှင်နဲ့ပျော်ရွှင်မှုမျိုးကိုပဲဖန်တီးပါဆက်ဆံရေးပိုင်းမှာလည်းရှောင်ရမှာကအတူအယောင်ပေါင်းသိမ်းမှုတွေပါတကြံမှာပျော်ပါဖို့အတွက်ပဲခေါ်တဲ့တငယ်ချင်းတွေဟာတင်းဘဝအခက်ခဲကြုံတဲ့အခါရှိနေမှာမဟုတ်ပါဘူးဒါကြောင့်လူအုပ်ကြီးကြားထဲမှာပျော်နေရပေမဲ့ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုအမှောင်ထဲမရောက်ပါစေနဲ့သူတစ်ပါးကိုထိခိုက်စေမဲ့ပြက်လုံးတွေအပြောဆိုတွေကိုရှောင်ပါရေပက်တဲ့အခါမှာတော့တစ်ဖက်လူအနောက်ရှက်မထစ်စေမဲ့မေတ္တာပါတဲ့ရေစင်အဖြစ်ပဲစဉ်းစားပြီးပက်ပါအခြေရေးနဲ့ပတ်သက်လို့လည်းဒီအချိန်ဟာပြန်လဲသုံးသပ်ရမယ့်အချိန်ပါအစိတ်အတောက်ထစ်စေတဲ့ဆက်ဆံရေး toxic relationship တွေကိုနှစ်ဟောင်းမှာပဲထားခဲ့ပါတင့်ကိုတန်ဖိုးမထားတဲ့သူ
တင့်ရဲ့စိတ်ချမ်းသာမှုကိုဖျက်ဆီးနေတဲ့သူတွေကိုတကြံရေးနဲ့အတူလွတ်လိုက်ပါနှစ်တင်မှာတော့တင့်ကိုယ်တင်ပိုချစ်တတ်တဲ့သူကိုတန်ဖိုးထားတတ်တဲ့သူအဖြစ်ပြောင်းလဲလိုက်ပါအချစ်ဆိုတာပိုင်ဆိုင်ခြင်းမဟုတ်ပဲနားလည်မှုနဲ့ပံ့ပိုးခြင်းသာဖြစ်တယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးမြူပါ တင်ကြရဲ့ညနေခင်းတွေမှာခဏလောက်ငင်းငင်းလေးထိုင်ပြီးလွန်ကလေးတစ်နှစ်တာကို plan လဲသုံးသက်ကြည့်ပါငါဘာရီမားခဲ့လဲဘာရီကိုပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုမေးခွန်းထုတ်ပါဒါဟာတရားထိုင်ခြင်း meditation ရဲ့အစပဲဖြစ်ပါတယ်စိတ်ကိုငြိမ်အောင်ထားပြီးနှစ်သက်မှာလှုပ်ဆောင်ရမယ့်ပန်းတိုင်တွေကိုချမှတ်ပါအောင်မြင်မှုဆိုတာကံကောင်းလို့ချေလာတာမဟုတ်ပဲပြင်ဆင်မှုနဲ့အခွင့်အလမ်းစုံတွေ့ခြင်းသာဖြစ်ပါတယ်တင်ကြံတွဲမှာတင်းရဲ့စိတ်ထက်ကိုကောင်းမွန်စွာပြင်ဆင်ထားမယ်ဆိုရင်နှစ်သက်ရဲ့အခွင့်အလမ်းတွေဟာတင့်စီကိုအလိုလျောက်ရုပ်ရှိလာပါလိမ့်မယ်ဘဝဆိုတာရေလိုင်းတွေလိုပါပဲတခါတလေတက်မယ်တခါတလေကျမယ်တင်ကြံရဲ့အတက်အကျတွေကြားမှာတင်ဟာတုံလုတ်မသွားပဲတီးငိမ့်နေနိုင်ဖို့လိုပါတယ်အတိတ်ကအမားတွေကိုနောင်တရနေတာထက်အနာဂတ်ကတင်ကန်းစာယူပါအခုလက်ရှိအခိုက်အတန့်ကိုတော့အတိတတိနဲ့ဖြတ်တန်းပါဒါဟာဗုဒ္ဓရဲ့အမျက်ဆုံးသောတင်ကြားမှုပါပဲနီးကုန်းချုပ်အနေနဲ့ပြောချင်တာကတော့တင်ကြံဆိုတာအဝတ်အစားတစ်တွေဝိယုံရေပတ်ခံထွက်ယုံတတ်မဟုတ်ပါဘူးတင်ရဲ့အတွေးခေါ်တွေတင်ရဲ့အကျင့်စရိုက်တွေကိုအသစ်ပြန်လဲမွေးဖွားရမယ်အခြေပါနှစ်ဟောင်းကအညစ်အကြေးတွေကိုတကယ်ပဲစီးကြောပြန်နိုင်ပါစေနှစ်သိမ့်မှာတော့မေတ္တာတရားတွေအတိညာဉ်တွေနဲ့ပြည့်စုံတဲ့ဘဝအသစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကတင်းရဲ့အကျိုးရှိစေတဲ့ဆိုရင်တင်းရဲ့တငယ်ချင်းတွေကိုမျှဝေပေးဖို့နဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါဘူးတော့အားလုံးပဲဘေးကင်းပြီးပျော်ရွှင်စရာကောင်းတဲ့တင်းချမ်းအခါသမယအထိပါစေခင်ဗျာ